ဒီဆိုင်လေးရဲ့နာမည်ကကွစ်တီကိုလူတာပေါ့နော်လေကွစ်တီကိုလူတာထောင်လို့ခေါ်ပါတယ်ရွှေလေးလေးပေါ့နော်အထက်လွန်ခဲ့တဲ့ဟိုးနှစ်ပေါင်းများစွာတဲ့ကကိုဒီဆိုင်မှာလာစားတာပါကွစ်တီကိုဆိုင်လေးဖြစ်ပေမဲ့အရသာချင်းလုံးဝမတူဘူးအဲ့တော့ဒီဆိုင်ပဲကြိုက်တယ်ဒီဆိုင်မှာပဲအများအားစားတယ်လာစားကြည့်နော်ဒီကွစ်တီကိုကတပွဲကို18ဘတ်ပဲပေးရပါတယ်အရန်လဲတန်ပါတယ်ဒါပေမဲ့ तू ကအမဲသားတို့ဝက်သားတို့စားတဲ့သူမှလာစားလို့ရမှာနော်အမဲသားနဲ့ဝက်သား2မျိုးပဲရှိတယ်ပြီးတော့သားလုံးလေးတွေရှိမယ်ငါးလုံးလေးတွေရှိမယ်သူတို့စီကဝက်ခောက်ကြော်လေးဆိုလို့ရှိရင်တအားကိုစားကောင်းတယ်ပေါ့နော်သူကဗမာရှိလဲဆိုရင်ဒီဆိုင်က Victory Monument အနှုတ်စာဝါလီမှာရှိပါတယ်လူတိုင်းသိတယ်ကားပေါင်းစုံရောက်တယ်ဒီနေရာပေါ့နော်ဒီနားမှာသူ့တဆိုင်နဲ့မဟုတ်ဘူးဒီလိုမျိုးလှေကွက်တီကိုဆိုင်မောင်းနေအများကြီးရှိတယ်အဲ့ရှိတဲ့အထဲကနေမှမထက်ကဒီဆိုင်လေးကိုအကြိုက်ဆုံးမှာလာစားလိုက်တော့နော်ဒီဆိုင်လေးကအရသာအကောင်းဆုံးမှာဆိုင်လေးရဲ့နာမည်ကလူရာထောင်ရွှေလေးလေးတဲ့ဆက်ပါတယ်ပြန်တော့မယ်ဘိုက်ကပြစ်တော့ပါပြီတတာ